ဖယားတရားဘက်အာယုံဆိုင်ပြီးပို့လို့ဖြစ်လာရင်လူမှုရေးတွေမှာအားနည်းလာတယ်လို့တချို့ကဆိုကြတယ်။ဒါဟာဘာသာရေးလှုပ်လို့တော့မဟုတ်ပါဘူး။ရှုပ်တဲ့လမ်းတွေမတူကြလို့ဖြစ်တာပါ။တူရစွတ်သွားကြတဲ့သဘောပါပဲ။ဘာသာရေးဘက်ကိုသွားတဲ့သူကတော့အရေးအတွက်နည်းမှာပေါ့။နည်းချင်းများချင်းကအရေးမကြီးဘူး။အပြစ်ဖြစ်ခြင်းမဖြစ်ခြင်းအကျိုးရှိခြင်းမရှိခြင်းကအဓိကပါပဲဒီနေ့ခေတ်လူမှုရေးဆိုတာတွေကလည်းတကယ်တမ်းကျတော့တောက်ပွဲစားပွဲတိလဖောက်ပြန်တဲ့ပွဲတွေပဲများပါတယ်ဘာသာရေးကိုအားစိုက်လှုပ်လာတဲ့သူဟာတိလပြက်မှာကိုကြောက်လာတယ်မလိုအပ်တဲ့အရာတွေမလိုအပ်တဲ့ဘက်တွေကိုသွားကျင်တော့ဘူးအဲ့ဒီလိုဖြစ်လာတဲ့အခါအရင်ကအလုပ်တွေမလုပ်ဖြစ်တော့ဒီအလုပ်တွေကရုံးမထွက်နိုင်သေးတဲ့သူတွေကအမြင်ဆောင်လာတဲ့သဘောပါပဲအရင်လိုမဟုတ်တော့ဘူးဆိုတာမျိုးပြောလာကြမယ်အပေါင်းအသင်းတွေကလည်းခွာသွားကြမယ်လူမှုရေးပိုင်းတဖြည်းဖြည်းနည်းလာကြတယ်ပေါ့တကယ်တော့ဘဝအရေးတန်တရားအရေးနဲ့ရှင်လာရင်လူမှုရေးကိစ္စဆိုတာတိတ်တော့အဓိကမကြလှပေဘူးပေါ့သူတို့လိုမတော့မစားလို့ကိုယ့်ကိုမပေါင်းတော့ဘူးဆိုလဲစိတ်မကောင်းဖြစ်เสียတော့မရှိဘူးပေါ့နေတတ်ဖို့ပဲကြိုးစားရမှာပဲလေအပြစ်မဖြစ်အောင်အကုသိုလ်မဖြစ်အောင်နေဖို့ကအဓိကပဲမဟုတ်လားဒါကြောင့်ဘယ်သူဘလို့ပဲထင်ကိုဘဝနဲ့ကိုပါပဲကိုခံယူခြင်းနဲ့ကိုပါပဲကိုလမ်းကိုရှောင်နေရမှာပါပဲကိုရွေးချယ်မှုဟာမှန်တယ်အကျိုးရှိတယ်သူများကိုမထိခိုက်ဘူးဆိုရင်လူမှုရေးတွေအားနည်းရင်လည်းဆက်လျှောက်ရမှာပဲပေါ့